ဒီကဘာလုံးမှာမရှိဘူးသေးတဲ့ idea ဆိုတာမရှိတော့ဘူးပေါ့နော် Hello welcome from Honey Yourself ဒီနေ့ကကိုပိုင်းလုံးစပြီးတော့လောက်တော့မယ်ဆိုလို့ရှိရင်ဘယ်ကနေပြီးတော့စမလဲပေါ့နော်ပထမဆုံး first step ကဘာဖြစ်မလဲအဲ့ဒါလေးကိုဝိမျှပေးတော့မှာဖြစ်ပါတယ်တော့ဆိုလို့ရှိရင် idea တစ်ခုရှိပေါ့နော်ဒီ idea ကိုကလုပ်ငန်းတစ်ခုအနေနဲ့တည်ထောင်တော့မယ်ဆိုလို့ရှိရင်ဘယ်ရစလဲဆိုတော့ဒီ idea ကိုတခြားလူတွေကိုလုံးလိုက်ပြီးရှောက်ပြောရစီကနေပြီးတော့စရတယ်ပေါ့နော်ပြောကြရပေါ့နော်ဒီကို idea ကိုသူများကိုပြောပြတဲ့ခါကြလို့ရှိရင်ခိုးသွားမှာပေါ့နော်ကိုထက်တောင်းလုပ်သွားမှာပေါ့ဘာညာဆိုတကယ်တော့ idea ဆိုတာကလူတိုင်းမှာရှိရဲကွာသိလားကို idea ကြီးကအစ်စ်ကြီးမဟုတ်ဒီကဘာလုံးမှာမရှိဘူးသေးတဲ့ idea ဆိုတာမရှိတော့ဘူးပေါ့နော်အဲ့လိုဆိုတော့ execution ကအသက်ပဲပေါ့နော်အဲ့တော့ဒီ idea တွေအများကြီးပဲရှိရဲ့အဲ့ဒီထဲမှာတစ်ခုကိုရွေးပြီးတော့ဘယ်သူက execute ပို့ပြီးတော့တောင်းလုပ်နိုင်လဲဆိုတဲ့ဟာကအဖြေပဲအဲ့လိုဖြစ်တဲ့အတွက်ကိုယ့်ရဲ့ idea ကိုသူများခိုးအောင်ကြောက်လို့ဆိုပြီးတော့ဘယ်တော့မှတုံ့ဆုံမတဲ့ခင်အဲ့လိုပြိုင်ပွဲကြီးလည်းဝင်တယ်ပြိုင်ပွဲဝင်တယ်ဆိုတာနိုင်ဖို့မဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ idea တွေကိုကိုယ့်ထက်ပိုပြီးတော့ experience ရှိရဲ့လူတွေကွာအဲ့မှာဆိုထိုင်လူတွေရှိမယ် audience ထဲကလူတွေရှိမယ်အဲ့လိုကိုယ့်ရဲ့တငယ်ချင်းတွေရှိမယ်ကွာကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေရှိမယ်သူတို့တွေကဘယ်လိုမြင်ကြလဲသူတို့ရဲ့အုံနောက်နဲ့ကွာဒီလားကိုယ့်အုံနောက်ထဲမှာတော့ဟာအမြဲဆုံးကထွက်မှာပဲကြိုက်မှာပဲတဲ့မှာဒီလူတွေကတော့ငါတို့ဒါကိုရောင်းရင်တော့ဝယ်ကြမှာပဲဒီ service ကိုတော့သုံးရမှာပဲကိုယ့်အောက်ထဲမှာကိုကတော့အဆင်ပြေနေရမယ်ကွာဒီလားအဲ့လိုမျိုးဆိုတော့သူများတွေကနေပြီးတော့ဘယ်လိုမျိုးစဉ်းစားလဲမတူတဲ့ရှုထောင့်ကနေပြီးတော့သူတို့စဉ်းစားတဲ့ပုံစံမျိုးတွေကိုသိရတယ်ကောင်းတော့ကောင်းပါရဲ့ idea ကဒါပေမဲ့ဆိုရဲနောက်ကဟာဒီပေါ့နော်ဒါပေမဲ့ဒါမျိုးတော့ဖြစ်လာရင်ဘယ်လိုလုပ်ကြမလဲအဲ့ဆိုလို့ရှိရင်ကိုမစဉ်းစားထားမိဘူးဆိုလို့ရှိရင်risk တွေပေါ့နော် risk တွေပေါ်လာတယ်ပေါ့အဲ့ခါကျလို့ရှိရင်ဒီ risk တွေကိုကဘယ်လိုမျိုး solution ပြန်ပြီးတော့ဒီ neutralize လုပ်လို့ရတယ်ပေါ့အဲ့မျိုးလေးတွေစဉ်းစားဖို့ဆိုတာကဒီ idea အကြောင်းကိုပြောနေမှသူများကြီးနဲ့ပြောနေမှကိုမစဉ်းစားမိရဲ့ရှုထောင့်ကနေပြီးတော့သိရမှာပေါ့နော်ဒါကတော့တစ်အချက်နှစ်အချက်ကကြတော့သူများကိုပြောနေရင်နေရအောင်ပဲကိုယ့်ရဲ့အုံနောက်ထဲမှာကိုဒီဟာကို process ခဏလုပ်ပြီးတော့ဒါကိုစဉ်းစားတဲ့ဟာမျိုးမဟုတ်ပဲနေတာ put it out there ပေါ့နော်ပါစက်နဲ့ထုတ်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ကိုဟာနဲ့ကိုလည်းဆက်ပြီးတော့စဉ်းစားမိလာတယ်ကိုယ့်ဘာသာကိုပြောရင်းနဲ့မှာကွာဒါမျိုးတွေဖြစ်လာရင်ဒါမျိုးတွေလုပ်ရမှာပါပဲဒါပြီးရင်ငါတော့ဒါလုပ်ရမယ်ဒီဟာပြီးမှဒါဖြစ်တင်တယ်အဲ့အမျိုးလေးပေါ့နော် step by step လေးရအစားကိုကတိလာမျိုးကြီးဖြစ်တယ်ပေါ့နော်သုံးချက်အနေနဲ့ကြတော့ခုနလိုမျိုးလူတွေအများကြီးကိုလိုက်ပြီးတော့ပြောနေနေကနေပြီးတော့ကိုယ့်ရဲ့ potential customer တွေတို့ခေါ်ဆို early adopters တွေပေါ့နော် early adopters တွေပါရလာတယ်ဆိုဒီဟာတော့ဟာ idea အရင်မိုက်တယ်အရင်ကြိုက်တယ် okay ဟုတ်ပြီဒီ idea ကိုကြိုက်အဖြစ်တယ်ဆိုရင်ဒါဒီ service ကိုသုံးပါလားဒီ product ကိုဝယ်ပါလားအဲ့ဟာမျိုးတွေသူတို့မေးလာလို့ရတယ်အဲ့ဆိုလို့ရှိရင်ဘယ်လောက်ထိဈေးပေးပြီးတော့ဒီဟာကိုအရန်လိုချင်တယ်ဒါကဘယ်လောက်ထိသူတို့အတွက်ကိုလိုအပ်ချက်ရှိလဲပေါ့နော်အဲ့ဒါမျိုးတွေကိုကအချက်လက်တွေကိုစုရင်းနဲ့ကိုယ့်ရဲ့ potential customer ကြီးဖြစ်လာတယ်ပြီးတော့ကျွန်တော်သိရဲ့နာမည်ကြီး business တွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုး early adopter တွေစုရင်းနေရမှာ idea တွေတစ်ခုကနေပြီးတော့အရန်ကိုအောင်မြင်ကြော်ကြားရဲ့ business တွေဖြစ်သွားတယ်လုပ်ငန်းတွေအများကြီးပဲပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုယ့်ရဲ့ idea ကိုအမြဲတမ်းသူများကိုပြောပြဖို့အကြံဉာဏ်တွေယူဖို့မမိပါနဲ့